ကိုအချင်းချုံအနေနဲ့လိုအပ်တာလေးတွေပဲပြောထားပေးမယ်လူဖီရဲ့နာမည်ရင်းက Monkey D. Luffy တချို့ကကြတော့ Straw Hat Luffy လို့ဒီထားကြတယ်လူဖီရဲ့အဖေက Monkey D. Dragon က Revolutionary Army ရဲ့ခေါင်းဆောင်ပြီးတော့လူဖီရဲ့အဖိုးကတော့ Monkey D. Gup ကရေတပ်ရဲ့ Vice Admiral သူနဲ့တာဝန်ထမ်းဆောင်နေတယ်လူဖီရဲ့ date birth ကတော့မေလ9ရက်နေ့လို့တည်ထားရတယ်လူဖီရဲ့အိမ်မက်ကတော့ပင်လယ်တာပြပရင်တယောက်ဖြစ်ဖို့ဆိုတာလူတိုင်းသိမှာပါတကယ်တမ်းကျတော့လူဖီရဲ့အိမ်မက်အစ်စ်ကတော့ကဘာပေါ်မှာရှိတဲ့လူအလုံးကိုဖိတ်ပြီးကြီးမားတဲ့ပါတီလုပ်ချင်တာပဲဖြစ်တယ်ဒါကိုတော့လူဖီက is စာဘူဂျင်ဘဲရှန်နဲ့ straw hat တွေကိုပြောပြခဲ့ပြီးဖြစ်တယ်အားလုံးရဲ့ reaction ကအံ့ဩကြတယ်ရည်ကြတယ်ပြီးတော့မဖြစ်နိုင်ဘူးလို့လည်းတွေးထားကြတယ် personality ကတော့တည်တဲ့အတိုင်းပဲ cheerful ဖြစ်တယ် fearless နဲ့ very simple mindset ဖြစ်တယ်တငယ်ချင်းတွေကိုအတက်ထက်ပို့ပြီးတမှုထားတဲ့လူငယ်တစ်ယောက်ဖြစ်တယ်ဘယ်အခက်ခဲဘယ်တိုက်ပွဲမဆိုကောင်းတိုးဝင်လေးရှိတယ်ဒါကလည်းဘယ်အရာကိုမှဂရုမစိုက်တဲ့စိတ်တဲ့ကြောင့်လည်းပါလိမ့်မယ်လူဖီကကူမူနိုမီဆိုတဲ့ဒီဘဲဖုကိုစားထားတယ်နောက်ပိုင်းမှာဒီလိုက်ရတာကတော့ ဟီတိုနိုမီခေါ်တဲ့ model နီကာဆိုပြီးမှတည်ရတယ်အတီးရဲ့ ability ကစားတုံးတဲ့သူကို rubber ကုန်နဲ့တီးပြီးတယ်ဥပမာအဖြစ်ခန္ဓာကိုယ်ကိုကျုပ်နိုင်တယ်ဆက်နိုင်တယ်ခန္ဓာကိုယ်က rubber ဖြစ်တဲ့အလျောက်အမြောက်တွေကြီးစံတွေကို immune ဖြစ်စေတယ်အတီးကအဝိတ်ကံဖြစ်သွားတဲ့အခါမှာတော့နတ်ဖျားတပါလွတ်လပ်မှုတွေပုံရင်းကျင်မှာရှိတဲ့လူတွေအဆောက်အဦတွေတိုက်ခိုက်တဲ့ခံမှာကြရင်ကတ်တွန်းပုံအဖြစ်ပြောင်းလာတာကိုတွေ့ရတယ်ဟာဂီမှာလည်းလူဖီက observation haki amame haki နဲ့ Kongora haki ဆိုတဲ့ haki ၃မျိုးလုံးကိုတတ်ထားတယ်လူဖီကတော့ gear 1 gear 2 gear 3 gear 4 gear 5ဆိုပြီးတော့ရှိတယ် gear 1ကတော့ဒီအတိုင်း rubber body ပဲ gear 2ကတော့အရင်မြင်သွားတယ် gear 3ကတော့ခန္ဓာကိုယ်ဘယ်အစိတ်ပိုင်းမဆို side ကြီးနိုင်တယ် gear 4မှာကျတော့ကျန်တဲ့၃ခုတွေနဲ့꿰ပြီးအဆင့်၃ဆင့်ပြင်ခွဲရတယ် gear 4မှာကတော့ boom man strong power punch snake man extremely fast tank man big defense ဆိုပြီးတွေ့ရတယ် gear 5မှာကျတော့နှလုံးခုန်တန်က grand အတန်စဖြစ်လာပြီးတကူလုံးအဖြူရောင်ပြောင်းလာတယ်အပေါ်မှာပြောခဲ့တဲ့အတိုင်းပဲတိုက်ခတ်